နေ့ခေတ်ကာလမှာကျွန်တော်တို့ကရေဘေးငလင်ဘေးအပါအဝင်သဘာဝဘေးအနေအမျိုးမျိုးနဲ့ကြုံတွေ့နေရလျက်ရှိပါတယ်ထို့ပြင်အပူချိန်မြင့်တက်မှုနဲ့လေထုညဉ့်ညံ့မှုကြောင့်လူသားနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုပေါ်များစွာအနေအပြုလျက်ရှိပါတယ်ဒီအခြေအနေများကြောင့်ကျန်းမာရေးနဲ့သဘာဝပတ်ဝန်းကျင်ကိုဘယ်လိုထိန်းသိမ်းကာကွယ်ဆောင်ရှောက်ရမလဲဆိုတဲ့မေးခွန်းဟာတူးချင်းစီတိုင်းအတွက်စဉ်းစားမပြတ်စဉ်းစားရမယ်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုဖြစ်လာပါပြီအဲ့အတွက်ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့အရာတွေကိုလည်းတဘာဝနဲ့ကိုက်ညီအောင်ရွေးချယ်တတ်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ Fuji Zero Fuji Flame Copier စက်တွေမှာဆိုရင်ဖြစ်တဘာဝရရှိတဲ့ biomass နဲ့ plastic ပေါင်းစပ်မှုကြောင့် carbon dioxide ထုတ်လွှတ်မှုကိုအလွန်နည်းပါးစေပါတယ် carbon dioxide ထွက်ပေါ်မှုနေတာကြောင့်ကမ္ဘာကြီးပေါ်ဖြစ်စေနိုင်တဲ့ global warming ကိုလျှော့ချနိုင်သလိုအလုံးလုံးနေတဲ့ပတ်ဝန်းကျင်အတွက်လည်းတန့်စင်တဲ့လေထုကိုရရှိစေပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ Fuji Flame နဲ့ Fuji Zero Copier စက်တွေမှာတော့ကိုသုံးတက်ထုတ်လို့မှုကိုနည်းပေါအောင်ရှော့ချပေးထားတဲ့အကြောင်းဝန်ထမ်းတွေရဲ့ကျန်းမာရေးကိုလည်းကောက်ွယ်ပြီးသားဖြစ်မှာပါနောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ Copier စက်တွေမှာ fan နဲ့ clearance system ပါဝင်တာကြောင့်လေဝင်လေထွက်ကောင်းမွန်ပြီးအခုလိုအလုံးပိတ်ထားတဲ့ခန်းတွေမှာတော့မှတက်တောင့်တက်တာနဲ့အသုံးပြုလို့ရပါတယ်အရေးကြီးဆုံးချက်ကတော့ ecosystem toner ပါဝင်ခြင်းဖြစ်ပါတယ်ဒီ ecosystem toner မှာဆိုလို့ရှိရင် 50% biomass ပါဝင်ပါတယ်နောက်တစ်ချက်ကကြတော့ရေနံကိုအခြေပြုပြီးထုတ်လွှတ်ထားတဲ့ in-time မဟုတ်ဘဲနဲ့ပေါင်တာတိုက်ဖြစ်တာကြောင့်ပောက်ကွဲစေမှုကိုအလွယ်တကူမဖြစ်စေနိုင်သလိုရုံးခန်းတွေမှာလည်းစိတ်ချလက်ချအသုံးပြုလို့ရပါတယ်။စက်ကထုတ်လုပ်ပေးတဲ့ waste toner တွေကလည်းမြေကြီးထဲမှာအလွယ်တကူသွင်းပစ်လို့ရသလိုတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုကိုလည်းလုံးဝမဖြစ်စေနိုင်ပါဘူး။ဒါ့အပြင်ရုံးလုံးစက်ပစ္စည်းတစ်ခုအနေနဲ့ကုမ္ပဏီရဲ့ရက်စစ်စွမ်းရည်ချွေတာမှုနဲ့တဘာဝပတ်ဝန်းကျင်လိုက်ရောညီတွေဖြစ်စေနိုင်မယ်အကျိုးကျေးဇူးတွေလည်းတစ်ခါတည်းရရှိစေမှာဖြစ်ပါတယ်။ကျွန်တော်တို့ Fuji Flame Fuji Zero Copier စက်တွေကအဲ့ဒီအရာတွေအတွက်အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မို့လို့ Fuji Flame နဲ့အတူတူလက်တွဲပြီး Green of It Green Future ကိုတည်ဆောက်ကြရအောင်